မင်္ဂလာပါလူချင်းတို့အနေနဲ့ကိုနှစ်လိုဝယ်ကောင်းတယ်လို့ထင်ပါသလားနှစ်လိုဝယ်ကောင်းမှုကအလွန်ရေးကြည့်တယ်ရုပ်ချောတာမချောတာခဏထားနှစ်လိုဝယ်ကောင်းမှဘဝမှာအောင်မြင်ပါလူတွေဟာနှစ်လိုဝယ်ကောင်းတဲ့သူတွေနဲ့ပဲအလုပ်တူလုပ်ချင်တယ်ဥပမာရောင်းပြီလို့ပြောရင်နှစ်လိုဝယ်ကောင်းတဲ့သူတွေစီကဝယ်ချင်တယ်ဟာမင်းကလည်းကွာအဲ့ဒါဆိုမင်းကုန်ပစ္စည်းဝန်ဆောင်မှုအရေးသွေးမကောင်းနှစ်လိုဝယ်ကောင်းနေရမလားအဲ့ဒါလိုတော့မရဘူးကုန်ပစ္စည်းဝန်ဆောင်မှုအရေးသွေးကောင်းမှုတော့လိုတယ်သို့တော့နှစ်လိုဝယ်မကောင်းတဲ့သူစီကလည်းဘယ်သူမှမဝယ်ချင်ဘူးအဲ့တော့လူချင်းတို့ဒီနေ့ကျွန်တော်လှုပ်ဝက်ချက်တစ်ခုပြောမယ်အဲ့ဒါဘာလဲဆိုလူတစ်ယောက်နဲ့တစ်ယောက်စတွေ့တဲ့အခါမှာ first impression ဒီအလွန်အရေးကြီးတယ်အဲ့ဒီစတွေ့တဲ့ first impression မှာလူချင်းမင်းတို့ဟာနှစ်လိုပဲကောင်းတဲ့သူတစ်ယောက်ဖြစ်တစ်ဖက်သူခံစားသွားအောင်အဓိကဆောင်ရွက်ရမယ်အဓိက၃ချက်ကိုကျွန်တော်မျှဝေပေးမှာဖြစ်တယ်ဥပမာကျွန်တော်တို့ရောင်းပြီဆိုပါဆိုဟုတ်လားလူတစ်ယောက်နဲ့စတွေ့ရင်ကိုကအယောင်းသမားတစ်ယောက်ဆိုရင်ကိုနှစ်လိုပဲကောင်းတယ်လို့ထင်သွားရင်ရောင်းရဖို့ကတေးကြတဲ့လောက်ဖြစ်လူတွေကနှစ်လိုပဲကောင်းတဲ့သူတွေစီကဝယ်ချင်တယ်ဆိုတော့တချို့ကလည်းပြောတယ်ဟာကျွန်တော်တို့ကစိတ်ထားကောင်းတယ်ကျွန်တော်တို့အပေါ်ယံကြည့်ပြီးတော့ကျွန်တော်တို့ရဲ့အပေါ်ယံကိုမဆုံးဖြတ်ပါနဲ့လူချင်းမင်းကိုအခုမှစတွေ့တဲ့သူကလူချင်းမင်းစိတ်ထားကောင်းတာဘယ်လိုလုပ်သိမလဲလူချင်းမင်းစိတ်ထားကောင်းတာအကြာကြီးပေါင်းမှသိဒါကြောင့်ပထမအထင်အမြင်ကအလွန်အရေးကြီးတယ်အဲ့ဒီအတွက်လူချင်းတို့လုပ်ရမယ့်အလုပ်ကဘာမှသိမခတ်ဘူး၃ချက်ပဲအလွန်ရိုးရှင်းတယ်ဒီမှာကျွန်တော်တို့ကြည့်အောင်လက်ရဲ့မျက်လုံးရဲ့ကိုယ်နေဟန်ထားရဲ့ဗာလဲလက်ရဲ့မျက်လုံးရဲ့ကိုယ်နေဟန်ထားရဲ့ဒီ၃ခုကိုကျွန်တော်အခုတစ်ခုချင်းစီရှင်းပြလက်ဆိုတာတော့ရှင်းရှင်းလေးပဲကျွန်တော်တို့စကားပြောတဲ့အချိန်မှာလူတွေအကြည့်ဆုံးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းဟာဒီလက်နှစ်ဖက်ဖြစ်တယ်။ဘာဖြစ်လို့လဲဒီလက်နှစ်ဖက်ကလှုပ်နေတာဖြစ်တယ်ကျွန်တော်စကားပြောတဲ့အချိန်မှာလှုပ်နေတာဒီကောင်တစ်ကောင်ပဲရှိတယ်။ဆိုတော့လူတွေတော်တော်များများဒီလိုလက်ဝါးဖြန့်ထားတာကိုသူတို့သဘောကျတယ်။တစ်ဖက်ကျွန်တော်က customer ကိုရှင်းပြကျွန်တော်တို့ဒီလိုရှင်းပြခြင်းနဲ့မင်းတို့ကဘာမှကွယ်ဝတ်ထားတာမရှိဘူးလို့ပြောတာ။အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီလိုပိုဒီယမ်နဲ့ဟောပြောပွဲပြောမယ်ဆိုရင်လည်းကျွန်တော်တို့ဗာလဲမင်္ဂလာပါကျွန်တော်တို့လက်ဝါးကိုပြမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီလက်ဖွားဖြန့်ထားတာကိုမြင်လိုက်တာတစ်ဖက်သူကကျွန်တော်တို့ friend list တကယ်ချင်းစင်းနဲ့ထည့်လိုက်တယ်။အဖြစ်လို့လေကျွန်တော်တို့ရဲ့ဘိုးဘေးဘီဘီနေကကြောက်ခက်ကသူတွေအဲ့ကြောက်ခက်မှာဟလာတကူကနေတကူလာလဲပြီဆိုပါဆိုဟိုဘက်ကူကလာလဲတဲ့ကောင်ကဒီလိုလက်လေးပြပြီးတော့ဒီလိုလာလဲခြင်းဟာဟျောမင်းငါလက်ထဲမှာမင်းကြောက်လက်နဲ့လည်းမရှိဘူးပစိန်လည်းမရှိဘူးဘာမှမပါဘူးလို့ပြောခြင်းဟာမင်းရဲ့ friend ဖြစ်တယ်တကယ်ချင်းဖြစ်တယ်လို့ပြောခြင်းဖြစ်တယ်။အဲ့ဒီသဘောတဘာဝကျွန်တော်တို့ဒီ generation တွေဒီကျွန်တော်တို့ရှိတယ်ဒါကြောင့်ကျွန်တော်တို့ကတစ်ဖက်သားရဲ့ဒီလက်ဖွားနှစ်ဖက်ကိုမြင်လိုက်ရင်စိတ်သက်သာသွားအဲဒါမှမဟုတ်ပဲနေတော့မှအိတ်ထဲတို့လက်နိုင်ထားတာတို့လက်ကိုနောက်ပြစ်ထားတာတို့လက်ကိုမပြလက်ကိုမမြင်ရရင်စိတ်မသက်မသာစဖြစ်တယ်ဒီကောင်ကောလိန်နေပြီလို့ထင်ဒါကြောင့်လက်တည်အရေးကြီးတယ်နောက်တစ်ခုကတော့လက်ဟန်ခြေဟန်ကဘာပေါ်မှာစကားပြောကောင်းတဲ့သူတွေဥမာဟောပြောတဲ့သူတွေထဲမှာလူတွေပေါ်လွှမ်းမိုးသက်ရောက်ပြောနိုင်တဲ့သူတွေကပုံမှန်ဟောပြောတဲ့သူတွေထဲသူတို့ရဲ့ကိုဟန်အမူအရာလက်ဟန်ခြေဟန်ကို80%ပိုအသုံးပြုတယ်လို့သူတေသနာတွေကဆိုတော့ကျွန်တော်တို့စကားပြောကောင်းတဲ့သူတယောက်ရဲ့ပုံစံမျိုးကျွန်တော်ပြောပြလူချင်းတို့ခင်ဗျာလူချင်းတို့ဒီနေ့လူချင်းတို့ဘဝအတွက်အလွန်အရေးကြီးတဲ့အချက်၃ချက်ကိုကျွန်တော်ရှင်းလင်းပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ဒီလိုပုံစံမျိုးနဲ့ပြောတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ရဲ့လူရဲ့သဘောကမြင်တာကိုကြားတာတဲ့ပုံမှတ်မိလက်ဟန်ချီယန်ကိုသူတို့စကလုံးတွေတဲ့12ဆ13ဆလောက်ပိုအလေးထားတယ်လို့သူတေသနာတွေကဆိုတယ်ကျွန်တော်ပြောပြလူချင်းတို့ကျွန်တော်အလွန်ကြီးမားတဲ့ idea တစ်ခုကိုပြောမှာဖြစ်တယ်တွေ့လားမသိအဲ့လိုမှလူချင်းမတို့ကျွန်တော်အလွန်ကြီးမားတဲ့ idea ကိုပြောမှာဖြစ်တယ်လူချင်းတို့ဒီမှာဝိုင်းရင်နေပြီကျွန်တော်ဒီနေ့လူချင်းမတို့ကိုဘဝအတွက်အလွန်ရေးကြီးတဲ့အချက်၃ချက်ကိုရှင်းလင်းပြမှာဖြစ်တယ်လူချင်းမတို့ကအဲ့ကျွန်တော်ပါဇက်က၃ချက်တဲ့ဒီနှစ်ကိုမြင်ပြီးခေါင်းထဲကိုဆွဲပြီးတော့ထရင်နေပြီဒီခန္ဓာကိုယ်ရဲ့ body language ကိုဒီလက်ဟန်ချင်ကိုလူတွေကပို့အလေးထားတာဖြစ်တယ်။ဒါကြောင့် customer ကိုရှင်းပြရင်ကျွန်တော်တို့ကဒီကုန်ပစ္စည်းရဲ့အားသာချက်၃ချက်ကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်လို့ပြောပြီးရောင်းတဲ့သူထက်မလုံးမလျှော့နဲ့ကျွန်တော်ဒီကုန်ပစ္စည်းရဲ့၃ချက်ကိုရှင်းပြပြီးပြောမှရောင်းအဲ့ဒီသူနဲ့အများကြီးกว่า။ဒါကြောင့်နံပါတ်1ချက်ပါလဲလက်နဲ့ပတ်သက်2ချက်ပဲမှတ်မယ်လက်ဖွားပြဖို့လိုတယ်ပါရိုက်ခိုင်းတာမဟုတ်ဘူးနော်ဒီလိုလက်ဖွားပြခိုင်းတာဖြစ်တယ်။ပြီးရင်ဘာလုပ်မလဲလက်ဟန်ချင်နဲ့ပြောဖို့လိုတယ်။နံပါတ်2မျက်လုံးဖြစ်တယ်မျက်လုံးချင်းစုံဖို့လိုတယ်အခုကျွန်တော်နဲ့မျက်လုံးချင်းစုံကြည့်ပါဦးကျွန်တော်နဲ့မျက်လုံးချင်းစုံလိုက်တော့ဘယ်လိုခံစားရလဲကျွန်တော်တို့ကလူတစ်ယောက်နဲ့တစ်ယောက်မျက်လုံးချင်းစုံလိုက်ရင်ခန္ဓာကိုယ်ထဲကဟော်မုန်းတစ်မျိုးထွက်လာတယ်အဲ့ဒီဟော်မုန်းတစ်မျိုးရဲ့နာမည်အဲ့ဒီဟော်မုန်းရဲ့နာမည်က oxytocin လို့ခေါ်တယ် oxytocin ဆိုတာက chemical of trust ပဲအဲ့တော့ဘာကိုပြောတာလဲလူတွေမှာတစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုကိုဖြစ်စေတဲ့ဟော်မုန်းဖြစ်တယ်ကျွန်တော်တို့ကလေးတိတ်တိတ်လေးတွေသူ့မိခင်နဲ့မျက်လုံးချင်းစကားပြောတာကျွန်တော်ကလေးသေးသေးလေးတွေနဲ့ကျွန်တော်တို့သူ့ယုံကြည်မှုကိုကျွန်တော်တို့ရကျင်ပါတယ်မျက်လုံးချင်းစုံရတယ်ဟုတ်လားသူများကလေးကိုချီချင်းမျက်လုံးချင်းစုံပြီးကိုယ်နဲ့ရင်းနှီးအောင်လုပ်ရတယ်အဲ့တော့ကျွန်တော်တို့မိခင်တွေကသူတို့သားသမီးတွေကိုမျက်လုံးချင်းစုံပြီးစကားပြောခဲ့ကြတယ်အဲ့ဒီတိုင်းပဲလူတစ်ယောက်နဲ့တစ်ယောက်မျက်လုံးချင်းစုံလိုက်ရင် oxytocin ထွက်တယ်အဲ့တော့ကျွန်တော်တို့က customer ကိုမျက်လုံးချင်းစုံပြီးတော့ကျွန်တော်တို့ကုန်ပစ္စည်းဒီလိုရှင်းပြတခုတော့ရှင်းမျက်လုံးချင်းစုံနေဆိုတဲ့နေရာမှာ 100% အများနဲ့ like ကြည့်နေလို့တော့မရဘူး customer ဆိုင်နဲ့ဝင်နေ like ကြည့်နေ customer ငါ့ကိုဘာလို့ like ကြည့်နေတာလဲ
60 to 70% လောက်ပေါ့ဒါဒီပြင်အချိန်ဒီမှာတော့ကိုအလုပ်လဲလုပ်ပေါ့ဒီလိုလေးလှမ်းပြောပေါ့သို့တော့မျက်လုံးချင်းစုံပြီးပြောဖို့လိုတယ်။ तू ကစကားပြောနေတာကိုတစ်ဖက်ကိုကြည့်ပြောတယ်ဆိုရင်တော့ဒါအလွန်ရိုင်းဆိုင်တယ်။ဒါကြောင့်ဒုတိယအချက်ကတော့မျက်လုံးတတိယအချက်ကတော့အလွန်ရိုးရှင်းတယ်ကိုနေဟန်ထားအရေးကြီးတယ်။အဲ့တော့ကျွန်တော်တို့ကဝန်ဆောင်မှုပေးရတဲ့သူဆိုရင်တော့ဘလို့လူပဲဖြစ်နံပါတ်1မက်မက်ရပ်ဖို့လိုတယ်ကျွန်တော်တို့ဒီ6နှစ်ဖက်ကအနည်းဆုံးယောက်ျားလေးတွေဆိုရင်တော့3လက်မလောက်ပေါ့မိန်းကလေးတွေဆိုရင်တော့2လက်မလောက် space လေးချဖို့လိုတယ်ပြီးရင်ကျွန်တော်တို့ဝန်ဆောင်မှုပေးတဲ့သူဆိုရင်တော့ဒီလိုလက်လေးနှစ်ဖက်ကိုရှက်ပြီးတော့မှကိုနေဟန်ထားတော့မက်မက်ရှိမယ် welcome ပုံစံမျိုးဖြစ်တယ်လုံးဝဒီလိုလက်ပိုက်ထားတာမျိုးပါမျိုးလုံးဝလုံးမလုပ်တဲ့ဒါကို end barrier ဆိုခေါ်တယ်မင်းကလက်မခံဘူးဆိုတဲ့သဘောစီးဝေးပါတွေမှာကျွန်တော်လက်ပိုက်ထိုင်နေတယ်ဆိုရင်သူနဲ့သွားပြီးစိစက်ညှိနှိုင်းလို့မရအောင်မင်းပြောတာကလက်မခံဘူးဆိုတဲ့သဘောဒီလိုလက်ဖွင့်ပြီးထိုင်နေမင်းက welcome လုပ်တယ်ဆိုတဲ့သဘောကိုဒါကတော့ကျွန်တော်တို့ဝန်ဆောင်မှုနဲ့ပုံစံမျိုးပေါ့ကို confidence ရှိရက်ချင်တယ်ဆိုရင်တော့ဒီလိုလက်နှစ်ဖက်ကိုဒီလိုလေးချထားလို့ရတယ်ခန္ဓာကိုယ်တော့မက်ပေါ့မက်ဆိုရင်တောင်းရင်ကိုကြီးအဲ့လိုကြီးပြောတာမဟုတ်ဘူးဒါပေမဲ့မက်ဖြစ်ဖို့လိုတယ် smart ဖြစ်ဖို့လိုတယ်ဆိုတော့မဖြစ်တဲ့နာကတော့ဒီလိုမျိုးပေါ့ customer ဒီလိုမျိုးပြောတာမျိုးတွေဖုန်းကြည့်ရင်လည်းလမ်းပြောတာမျိုးတွေเนาะကျွန်တော်တို့ကဖုန်းကို game ဆော့ရင်းနဲ့မှ customer လုံးဝမလုပ်သင့်တဲ့ကိစ္စတွေဖြစ်တယ်เนาะဒါတွေကတော့ကျွန်တော်တို့အထူးရှောင်ကျဉ်ရမယ်เนาะကျွန်တော်တို့ဒါကြောင့်ကျွန်တော်တို့မြင်လိုက်တာနဲ့နှစ်လိုပဲကောင်းတဲ့သူတယောက်ဖြစ်ချင်ဘာမှမခက်ဘူးအဆင့်30ပဲလက်ရဲ့မျက်လုံးရဲ့ကိုယ်နေဟန်ထားရဲ့ဒါကိုမှန်ကန်ပေါင်းစည်းပြီးဆောင်ရွက်နိုင်လူကျွန်တော်ဘဝမှာနှစ်လိုပဲကောင်းတဲ့သူတွေအဖြစ်ထင်မြင်မှုကိုရရှိပြီးတော့အောင်မြင်မှုတွေကိုရရှိလာမှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်ဒီ season မှာစာအုပ်လည်းကျွန်တော်လက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့တော့သင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တို့ဒီလကျွန်တော်ဖွင့်မှာကတော့စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းဖြစ်တဲ့ Certificate in General Business Management သင်တန်းဖြစ်ပါတယ်၄လမှတစ်ကြိမ်ဖွင့်တဲ့သင်တန်းဖြစ်ပါတယ် online သင်တန်းကတော့ပြီးခဲ့တဲ့28ရက်နေ့10လပိုင်း28ရက်နေ့ကဖွင့်သွားပါပြီသူကတော့ online ကနေ recorded video တွေကနေ့စဉ်ကြည့်ရမယ်အပတ်စဉ်တနင်္လာနေ့ည8:00 နာရီတိုင်း Zoom live lecture သင်မှာဖြစ်တယ် online သင်တန်းတက်လို့မရတော့ပြည့်သွားပြီပြည့်ုံနေမကောက်ရှန်သွားပြီအပြင်လူတွေသင်တန်းကတော့အခုကျွန်တော်မျှဝေနေတဲ့ Torwin Center 3လပြည်လန်း Torwin Center 3လမှာရှိတဲ့ ML Institute ဒီတောင်ငူရုံးထဲမှာသင်မှာဖြစ်တယ်ကျွန်တော်တို့ဘယ်တော့သင်မှာလဲဆိုတော့အခုလာမဲ့1ရက်နေ့နဲ့2ရက်နေ့17လပိုင်း1ရက်နေ့နဲ့2ရက်နေ့စနေတွေ2ရက်မှာမနက်10:00နာရီကနေညနေ6:00နာရီထိကျွန်တော်နဲ့2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံတက်ရောက်မှာဖြစ်တယ်ခုနကျွန်တော်သင်တန်းခန်းမကိုလူချင်းတို့ပြလိုက်တယ်ကျွန်တော်ဟောပြောပွဲဆိုလူ900-1000လောက်နဲ့ပြောတာဒီမှာကသင်တန်းဖြစ်တဲ့အတွက်လူကြီးအနှဲငယ်သာကန့်သက်ပြီးကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာဆွေးနွေးပြီးသင်တာဖြစ်တဲ့အတွက်အခုတက်ဖို့ကတော့4နေရာလောက်ပဲကျန်တော့မယ်အဲ့ဒီအပြင်သင်တန်းတက်ဖို့စိတ်ဝင်စားရင်တော့အမြန်အပ်ထားဖို့လိုတယ်နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ကိုအခုကျွန်တော်လင်းတိုင်းညမြန်မာမြေဆိုတဲ့ TikTok ဒီ account တစ်ခုပဲကျွန်တော်သုံးတယ် follower ကျွန်တော်တို့ 3.2 million ကျော်ရှိတယ်အဲ့ဒီရဲ့ message မှာသွားဆင်းပေးပါကျွန်တော်တို့ team ကအမိဆက်သွယ်ပေးမယ်တမတ်လူကြီးကြော်သွားပြီနော်သို့တော့ 10% discount ကျွန်တော်တို့ဆက်ပေးထားပါတယ်လို့သတင်းကောင်းပါလို့ပါတယ်ကျွန်တော်တို့ဒီသင်တန်းဒီစီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းဖြစ်တာနဲ့အညီစီးပွားရေးတစ်ခု level လောက်ကိုင်မှုအတွက်လိုအပ်တဲ့ marketing HR operation management စတဲ့ဘာသာရပ်တွေကို certificate level မိတ်ဆက်သင်ကြားပေးမှာဖြစ်ပါတယ်ဘယ်လိုလူတွေတက်သင်လဲဆိုတော့ကိုကစီးပွားရေးလုပ်ငန်းတစ်ခုလောက်ကိုင်အောင်မြင်နေပြီအတွေ့အကြုံရှိပြီးသား management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်ကိုကဝန်ထမ်းလုပ်တဲ့အတွေ့အကြုံရှိပြီးသား management ပညာကို theory လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်စီးပွားရေးစီမံခန့်ခွဲမှုပညာကိုအခုမှစတင်လေ့လာမယ်ကျောင်းသားကျောင်းသူလူငယ်တွေလည်းတက်ရောက်နိုင်ပါတယ်ကိုမှ business idea ရှိတယ်ဒါကိုလက်တွေ့အကောင့်ထဲပေါ်ခြင်းနဲ့အဲ့လိုလူမျိုးတွေလည်းတက်ရောက်နိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ကကိုက MBA ဆက်တက်မယ် Management Diploma ဆက်တက်မယ်ဒီလိုလူတွေလည်းအခြေခံအနေနဲ့တက်ရောက်နိုင်တာဖြစ်ပါတယ်ဒါကြောင့် Management ပညာကိုအသုံးပြုပြီးတော့မှဘဝကိုအောင်မြင်အောင်တည်ဆောက်ခြင်းတဲ့သူတိုင်းနဲ့လာမယ့်စနေတနင်္ဂနွေ1ရက်နေ့နဲ့2ရက်နေ့မှာ Certificate in General Business Management စီးပွားရေးစီမံခန့်ခွဲမှုပညာသင်တန်းမှာတွေ့ကြပါမယ်ဒီ season ကြည့်တဲ့သူတိုင်းအတွက်လည်းကျွန်တော်စာအုပ်9ကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့ဒီ season မှာပါဝင်ရင်အခု video file လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ဒီထဲက9ဦးကိုကျွန်တော်စာအုပ်တယောက်တအုပ်နှုံးနဲ့လက်ဆောင်ပေးဦးမှာဖြစ်ပါလို့သတင်းကောင်းပါလို့ပါတယ် We must work together we must build our nation